အိုဘားမားမြို့ကြီးထဲမှာကားတွေခုံမယ်ဂန်းတွေထောင်မယ်ဘန်တွေကိုတများတိုက်မယ်ဂန်စတာဆန်ဆန်အသက်ရှင်မယ်ကျွန်တော်တို့ရင်အဆော့ခဲ့ပူတဲ့ Gangster Vegas City ကိုမှပုံမိုက်တဲ့ပုံစံတစ်ပုံမိုက်တဲ့ version တွေနဲ့ဒီနေ့ August လ20ရက်နေ့မှာ game လေးတစ်ခုထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဒီနေ့မှာတော့လက်တလုံးမှာထွက်ရှိထားတဲ့ Gangster Merit City ဆိုတဲ့ game လေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ mobile လေးကြတိုင်းမှာ PUBG စီနဲ့တခြား game ပေါင်းများစွာရဲ့ in-gameတော့ update ဖြည့်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့ game set application လေးရဲ့မှာလာပြီးတော့ဖြည့်လို့ရပါတယ်ဖြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ link လေးတွေကိုတင်ထားပေးပါတယ်မသိတာရှိရင်လည်းချက်ပေါက်ကနေလာမေးလို့ရပါတယ်ဒီ game လေးကတော့ Game Love ရဲ့တရားဝင် license နဲ့ Level Fanic ကထုတ်လုပ်ထားတဲ့ Open World Action RPG game မျိုးစားလေးပဲဖြစ်ပါတယ် Merit City လို့ခေါ်တဲ့မြို့ကြီးထဲမှာလွတ်လွတ်လပ်လျှောက်သွားနိုင်ပြီးတော့မြို့ရဲ့ underground လောကထဲမှာတာမန် gangster လေးတစ်ယောက်ပေါ်ကနေမြို့တစ်မြို့လုံးကိုချုပ်ကန်နိုင်တဲ့ gangster boss တအုပ်ဖြစ်အောင်စူးစမ်းပြီးတော့ဆော်ကစားရမှာပဲဖြစ်ပါတယ်တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့အတူ penthouse တွေကားပေါင်းများစွာကိုစုဆောင်းနိုင်ပြီးတော့ကိုယ့်ရဲ့ gang အိမ်ပါယာကြီးကိုပိုပြီးကြီးတဲ့ကြီးလာအောင်တည်ဆောက်ရမှာပဲဖြစ်ပါတယ်Open World Multiplayer game ဖြစ်တာမလို့မြို့ထဲမှာတခြားကစားသမားတွေဒါမှမဟုတ်ကိုပေါ်တာတွေနဲ့အတူတူကိုယ့် mission တွေလုပ်တာဓမြတိုက်တာစတဲ့ mission တွေကိုလည်းအတူတူလုပ်နိုင်ပါတယ်နောက်ပြီးမြို့ထဲမှာရှိတဲ့နေမြေတွေကိုပိုင်ဆိုင်မှုအတွက်ဂန်းချင်းချင်းပြန်တီးရတဲ့ PVP မုတ်တွေပါထည့်သွင်းပေးတာပါတယ်။ mission တွေမလုပ်ချင်ဘူးဆိုရင်လည်းမြို့ထဲကိုရှောက်သွားမယ်ကားတွေကိုလူမယ်ရဲရီလာရေးပြေးမယ်ဒါမှမဟုတ်ပြန်ချမယ်လှုပ်ချင်ရလို့သွားချင်ရသွားမယ်ဆိုရင်လည်းစိတ်ကြိုက်လုပ်လို့ရပါတယ်။ Area ညဖို့တုံးထားရတဲ့အတွက်ကြောင့်မလို့ graphic ဘိုင်းမှာတော်တော်လေးအဆင်ပြေတဲ့ပြင်အောင်မှာ dynamic weather တွေနဲ့ day and night cycle တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ runner distance တွေကိုလည်းအကောင်းဆုံးဖြစ်အောင်ထိန်းညှိပေးထားပြီးတော့ဖုန်းတက်တာတွေကိုလည်းအတက်နိုင်ဆုံးနေတဲ့နေအောင်ဖန်တီးပေးထားပါတယ်။ file size ကလည်း 10GB ဝန်းကျင်လောက်ပဲရှိပြီးတော့တော်ရုံလိုအပ် device တွေမှာပါအဆင်ပြေနဲ့စောင့်နိုင်အောင် optimize လုပ်ထားပါတယ်။ GTA ကြိုက်တဲ့ brother တွေကတော့လုံးဝဆွဲကြည့်တင်ပါတယ်။ဆော်ပြီးတဲ့လူတွေကလည်းဘယ်လို experience မျိုးရှိလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးသွားလို့ရပါတယ်။ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။နောက် video တွေမှာတွေ့ပါမယ်။